အားလုံးပဲမင်္ဂလာပါ The Story 4ကနေကြိုဆိုပါရစေဒီနေ့မှာတော့နာမည်ကြီးနေလို့ရုပ်ရှင်ရုံမှာသွားကြည့်ခဲ့တဲ့ The Mummy ဆိုတဲ့ရုပ်ရှင်ကိုကျွန်တော်အမြင်နဲ့ honest review ပြပြပေးသွားမှာပဲဖြစ်ပါတယ် spoiler warning ဖြစ်လို့ရုပ်ရှင်ကြည့်ပြီးမှပဲဒါကိုကြည့်ဖို့ recommend ပေးချင်ပါတယ်တခုထပ်ပြောချင်တာကကျွန်တော် TikTok မှာ video လေးတွေစတင်နေပါပြီ fan ဖြစ်ပြီးတော့ brother တို့နဲ့အမြဲတမ်း keep in touch ဖြစ်နေအောင်လို့ပါအဲ့တော့ follow မလုပ်ရသေးရင် follow လေးတွေလုပ်သွားပေးကြပါအောင် description မှာ channel link လေးထည့်ပေးထားပါတယ်ထုံးစံအတိုင်း VPN လေးတွေခံကြည့်ပေးဖို့တော့တောင်းဆိုချင်ပါတယ်ဗျာအဲ့တော့ချိန်နေဆွဲမနေဘူး let's go okay ပထမဆုံးအနေနဲ့ဒီကားတကယ်ကိုကောင်းပါတယ်ကျွန်တော်အနေနဲ့ rating ကို8နဲ့ 8.5 လောက်အထိပေးလို့ရတဲ့အနေထားပါဒါပေမဲ့ဒီကားမှာလိုအပ်ချက်တွေမကိုက်ညီရတွေကိုတော့ကျွန်တော်တူးတဲ့အမြင်နဲ့ပဲပြောပြသွားမယ်ပေါ့နော်ပထမဆုံးအနေနဲ့ဒီကားရဲ့နာမည်ပါပြောရရင်ကားနာမည်ကိုကြိုက်လို့စိတ်ဝင်စားလို့တွက်ကြည့်တယ်ရုပ်ရှင်ကလည်းစောင့်ရမ်းကောင်းတယ်ရုပ်ရှင်ပြီးလို့ရုံအပြင်လည်းပြန်ထွက်ကောဟမ်ဒီကားနာမည်က The Mummy လဲဆိုသေးတယ်မမ်မီနဲ့ပတ်သက်တာဘာမှလည်းအရင်မပါဘူးအဲ့မှာစပြီးတော့ဖီဆက်ပြတ်တာပဲပေါ့နော်မနိုင်ပြောရရင်ခေါင်းစဉ်နဲ့ပြချင်တဲ့အကြောင်းအရာတွေကတက်ဆင်အောင်လွဲနေတာအီဂျစ်မှာ location တည်ပြီးတော့ KD ကမာမီလိုအခေါင်းထဲကပြန်ထွက်လာတိုင်းဒါကမာမီကားလို့ဆိုလို့တော့မရဘူးပေါ့နော်ဒီကားကဘာနဲ့ပို့တူလဲဆိုရင်ရှေးယူဆကိုကိုးကွယ်ပြီးတော့မပယ်ဖြတ်နိုင်တဲ့ရှေးယူဆွဲအကြောင်းပြီးတော့တေးချောတဲ့ပုံစံတွေကလည်း Insidious ဆိုလို့ Conjuring လို့နဲ့တော်တော်ကြမ်းတယ် maybe ဒီကားရဲ့နာမည်ကို The Ritual လို့ပေးရင်တော့မှပုံမှန်အောင်မယ်ဒါမှမဟုတ်လေယုံစားပြီးလို့၅ပါးမောက်တဲ့ကရုံးမိုင်လို့သာပေးလိုက်အဲ့ဒါဆို perfect ပဲပြီးကျွန်တော်ပြောတာဗျာ KD ပျောက်တာ၈နှစ်တောင်ရှိပြီကွာအဲ့ဒါကို၈နှစ်ကြာမှပြန်ရှာတွေ့တယ်ပဲထောင်းမိဘကသားသမီးစောနဲ့ယုံလိုက်တယ်ပဲထောင်းစေးရုံရောသူတို့လက်ကလွတ်အေးရောဆိုပြီးတော့ထည့်ပေးလိုက်တာလားသူကတော့အကောင်းဆုံးကုသဆေးရတော့မိသားစုဘာညာ bla 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 ပေါ့နော် bro look at the fucking situation ကွာဒီလိုနေထိုင်းနေဟာဆေးရုံမှာဆေးသေးချာကုနေရမှာကွာသိလားဒါပေမဲ့ထားပါဖြည့်တွေးပြီးလို့ရပါသေးတယ်ဒါပေမဲ့အိမ်ရောက်တဲ့အချိန်မှာဘွားတော်ကြီးနှာခေါင်းကိုခေါင်းနဲ့ပြေးတိုက်ထဲရဒါပုံမှန်မဟုတ်ဘူးလို့မထင်ဘူးလားဒါလည်းရသေးတယ်လက်ခံသေးတယ်ကြည့်လို့အဆင်ပြေသေးတယ်ပေါ့နော်ဘယ်အခန်းမှာစပြီးလွဲလဲဆိုရင်သူတို့လင်မယားနှစ်ယောက်စကားများတဲ့အခန်းမှာသူ့မိန်းမကဒီ KD ဆိုတဲ့စောက်ကလေးကို I can fix her ဆိုတဲ့စကားပြောလိုက်တာပေါ့နော် bro what the fuck ဒီလောက်ပုံမှန်မဟုတ်မူးမမှန်တာတိတာနေရာကြီးကိုဘလို့ I can fix her တော့တင်မလားဟိုဘလို့လဲဆိုရင်ဟိုကိုချစ်ရတဲ့ကောင်မလေးကစိုးသွမ်းပြက်စီးအဲ့တော့ကိုကဆောင်ရမ်းနေချစ်လို့တိတိရက်နဲ့ဘော်ရိုင်နဲ့အတိုက်ခံလုပ်ပြီးတော့ I can fix her ဆိုပြီးလုပ်ပြီးလဲပြီးတော့ဟိုကဘဲကြီးလက်ရောက်တော့ဒီကလေးမကိုနဲ့မှအများကြီးလိမ်မာလာတာဆိုပြီးတော့မိုင်လေးကောက်တင်အေးအဲ့မှာသွားတာပဲစောက်သေးနဲ့ချမ်းကိုရိုးမဟုတ် special edition နဲ့ကိုကွဲတာဒီမှာလည်းအဲ့လိုပဲမူမမှန်တာတိတိရဲ့နဲ့ကို I can fix her ကြီးကတော်တော်အဓိပ္ပာယ်မရှိရပါဘူးနော်ဒီမှာကျတော့တခုပိုဆိုးတာဗာလဲဆိုရင်အသေးကွဲရထက်တော့ဆိုးတယ်အခက်မသိရင်နောက်ဘဝပါကူးမဲ့ဂိမ်းပေါ့နော်ပြီးတော့နောက်ဆုံးအခန်းသားလောက်မှာပေါ့နော်တရေဟာဆောင်းရမ်းတောင်းရမ်းနေရဲ့အချိန်မှာရဲမေကဒီကျန်းစာလို့ခေါ်မလားဘလို့ခေါ်မလဲပေါ့အစီရင်မှန်နဲ့ရွတ်တယ်လို့ခေါ်မလားပေါ့နော်အဲ့ဒါကိုထားရွတ်တဲ့အခန်းဆိုရင်နည်းနည်းတော့ကြောင်သွားတယ်ဘာလို့လဲဆိုရင်ဒီရဲမေကကျွန်တော်သိတဲ့လောက်ဆိုဒီတိတ်ခွေကိုကြည်တာနှစ်ခါတော့ပဲရှိသေးတာပေါ့နော်အဲ့ဒါမှချက်ချင်းအလို့ရသွားတာကြီးကသူပဲအုံတော့ကောင်းလုံးတာလားဒါမှမဟုတ် plot အမှားတစ်ခုလားတော့မပြောတတ်ဘူးကျွန်တော်တို့တော့အဲ့ဒါလုံးဝနန်းဆန်စီဖြစ်တယ်ပေါ့နော်အကြိုက်ဆုံးခန်းတော့ဘွားတော်ကြီးအခေါင်းထဲကပြန်ထလာတဲ့အချိန်မှာဂျက်ကိုပြောသွားတာပေါ့နော်သူ့ခြေထောက်ကြီးကိုလှန်ပြပြီးတော့ညစာအတွက်သူ့ကိုစာမနာဘာညာလားမသိဘူးပြောသွားတာအဲ့ဒီကတကယ်ငစားပြီးတော့အဲ့နေရာမှာလည်းတခုမှားတာဗာလဲဆိုရင် KD ကဘွားတော်ကိုတက်လိုက်တော့အောက်မှာမြေခွေးလားခွေးလားဝိုင်းဆွဲတာတစားစီဖြစ်သွားတာပေါ့နော်ဆိုတော့ तू ကအဲ့ဒီကနေပြန်ထလာတော့အကောင်းတိုင်းဘာလို့ဖြစ်နေရလဲပေါ့နော်ဘာလို့အကောင်းတိုင်းဖြစ်နေရတာလဲပေါ့ maybe ဝေစာလဲပေးထားလို့ဖုံးနေရလားဒါလဲ plot အမှားလားအလွဲလားပေါ့နော်တွေးစရာပဲဒီလို share ပလိန်နေလို့ဒီကလုံးဝမကောင်းတာတော့မဟုတ်ဘူးတကယ်ကိုကြည့်လို့ကောင်းတယ်ရုံစရာအခန်းတွေကြောက်စရာအခန်းတွေအများကြီးပါတယ်တော်တော်လေးကြမ်းတယ်ဒါပေမဲ့အပေါ်မှာကျွန်တော်ပြောခဲ့သလိုပဲဒီကကြည့်လို့ကောင်းတယ်ဆိုပေမဲ့နာမည်နဲ့ကတော်တော်မအဆက်နေဘူးပေါ့နော်ကားတက်တက်နာမည်တက်တက်အဲ့လိုခံစားရတယ်ဘာလို့တောင်ပဲထက်ကပြောနေလဲဆိုရင် brother တို့သိကြမှာပါကျွန်တော်တို့ငယ်ဘဝမင်းသားကြီး Brandon Fraser တေးဥဆောင်ထားတဲ့1999ကထွက်ရှိခဲ့တဲ့ The Mummy ရုပ်ရှင်ကရှစ်ခေတ် Egypt vibe အပြည့်နဲ့ဟိုမှာ comedy horror action ဒီသုံးမျိုးကိုအချိုးစားကြပေါင်းစပ်ထားတဲ့ရုပ်ရှင်တကားလေးဖြစ်တယ်
ဒီကားမှာကျွန်တော်မှတ်မိသလောက်ဆိုရင်မာမီဆိုတာကရုပ်အလောင်းတစ်ခုကိုမပုတ်တိုးသွားအောင်စေးစိမ်ပြီးတော့ပတ်တီးနဲ့ပတ်ထားတာမျိုးပေါ့နော်ဒါပေမဲ့အခုထွက်တဲ့ The Mummy 2026ကကြတော့အဲ့လိုမဟုတ်နေဘူးဗျသူကမာမီလိုအခေါင်းမျိုးရဲမှာမကောင်းသောတစ်ကောင်ထွက်မလာအောင်အင်းနေနဲ့မာမီလိုပုံစံပိတ်ထားတဲ့သဘောမျိုးပဲပေါ့နော်အဲ့တကူကလွယ်ရင်ကျန်တာကမာမီ vibe လုံးဝမရဘူးပြီးတော့ဒီ Theater Final Version မတိုင်ခင် ending ကနောက်ထပ် alternative ending တစ်ခုရှိခဲ့ရလို့လည်းဆိုတယ်ပေါ့နော်အဲ့ဒါတော်တော်ဆိုးဝါးလုံးပြီးတော့တော်တော်ယွန်စရာကောင်းလို့အခုကျွန်တော်တို့ကြည့်ရတဲ့ final version ကိုပြန်လည်ပြင်ဆင်ခဲ့တာဆိုတဲ့သတင်းတွေလည်းရှိတယ်ဒီ final version အောင်မှာတော်တော်ကြမ်းနေတာဆိုတော့ cut မလုပ်ရသေးတဲ့ version ကအထက်ပိုဆိုးတယ်ဆိုရင်တော့မတွေးရဲစရာပဲပေါ့အဲ့တော့အဆုံးသတ်ပြောရရင်မကြည့်ရသေးဘူးဆိုရင်တော့ကြည့်ပြအောင်သွားကြည့်ကြပါတကယ်ကောင်းပါတယ် plot လိုအပ်ချက်နည်းနည်းလေးနဲ့ movie နာမည်ကလွဲရင်ကျန်တာအဆင်ပြေပါတယ်ပြီးတော့ from season 4နဲ့ Daredevil လည်းကြည့်နေရပေါ့နော်စကားသမီးတို့ပြောရရင် Daredevil နဲ့ကင်းမင်ကအချစ်ဆန်းနေကြသလိုပဲသူတစ်ကွက်ကိုနှစ်ကွက်ဖြစ်နေတယ်ဆိုတော့ anyway ဒီနေ့ကတော့လောက်ပါပဲကြည့်ပြတဲ့သူရှိရင်လည်းဘယ်လိုမြင်ကြလဲဆိုတာ comment လေးထဲမှာပြောပြပေးသွားကြပါအောင်လို့ဆိုရင်းနဲ့ပဲအားလုံးပဲ goodbye